အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ဗီဒီယိုတွေမတင်ပြထားလိုက်ကြပါနော်မတင်ပြရတဲ့အကြောင်းကျွန်တော်ခီးထွက်သွားလို့ဖြစ်ပါတယ်တစ်လားကျော်လောက်ကြာတယ်ဗျခီးရတော့ပြောခီးထွက်တယ်မဟုတ်ပါဘူးအလုပ်သွားလုပ်တာပါအလုပ်လုပ်ရတာပေါ့နော်အလုပ်လုပ်ပြီးဟိုမှာကအင်တာနက်တော့သုံးလို့ရတယ်ဒါပေမဲ့အလုပ်တင်ဖို့အဆင်မပြေဘူးနော်အဲ့လိုတကယ့်ပတ်ဝန်းကျင်တကယ့်ကျော်သွားတဲ့ file တွေတင်ဖို့အဆင်ပြေမပြေတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကဟိုမှာဗီဒီယိုတင်ချင်ရနဲ့မတင်ရဘူးနော်မတင်ရဘူးတော့အိမ်ပြန်ရောက်ပြီးတည်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဗီဒီယိုတွေစပြီးတော့ပြန်တင်ပြီးမှဖြစ်ပါတယ်ဗျအဲ့ဒီထွက်လဲအလုံးကိုတောင်းမှပါတယ်အခုနောက်ပိုင်းကျွန်တော်တို့ဗီဒီယိုတွေအဆက်မပြတ်အောင်ဆိုပြီးတော့အိမ်နေနေပေါ့နော်အိုးမကွာအိမ်မကွာလူတစ်ခုလောက်တော့စဉ်းစားနေပါတယ်အဲ့တော့တချို့ကပြောမှာပေါ့မင်းဆရာကြီးဖြစ်နေပြီးတော့လိုင်းမမှာတော့နီးတွေတင်နေပြီးတော့ဘောလုံးမဲ့လောင်းစားနေပါလားလို့လောင်းကစားလေလောင်းကစားဆိုတာထိုးသားဆိုတာအများတန်းချုံပါပါပဲတရားပေါက်နိုင်မယ်နီးချလို့မတွေ့ဘူးပေါ့နော်တရားပေါက်နိုင်မယ်နီးတော့တော်တော်လေးခက်ခဲပါတယ်ကျွန်တော်လည်းရှားဖို့နေသေးပါမရှိသေးပါဘူးရှိတဲ့နေ့ကျရင်တော့အဲ့လိုပဲနော်လောင်းဆိုင်ထားပါဘူးကတော့လောင်းကစားအောင်လို့ကျွန်တော်အာမပေးသေးပါဘူးဒါရှားဖို့ရပဲရှိတယ်ရှားဖို့လည်းကျွန်တော်ပြောသလိုပဲအားလုံးချုံမှကြောက်လို့ပေါ့နော်ဒီတန်းလည်းကျွန်တော်ကရှားပေးခြင်းပဲဖြစ်ပါတယ်ဗျထားပါတော့လေဒီမရှိတော့ဘူးအဲ့တော့ဘောလုံးရသည်ကလည်းသိမ့်ပြီးမင်းကဘာလောင်းကျင်တာအောင်ဆိုဟုတ်ကဲ့ဒီနေ့ကျွန်တော်ကကော်နာလောင်းနည်းလေးပြပါမယ်အရင်လည်းကော်နာလောင်းနည်းလေးပြတယ်မင်းကလည်းမှားတယ်ဟုတ်ကဲ့မှားပါတယ်အခုဒီနေ့ကလည်းမှန်ချင်မှမှန်ပါမယ်ဒါပေမဲ့ဟိုအရာတွေနဲ့ဆိုင်တော့ပို့ပြီးတော့တိကျတယ်ဤပညာဆိုတော့ဗျာနောက်ကပေါ်တဲ့ဤပညာပို့ပြီးတော့ဘယ်လိုပြောမလဲအတိတ်ဖြစ်တာပဲပေါ့နော် modify လေးလုပ်ပြီးတယ်ဆိုတော့အဲ့တော့ဒီဥစ္စာပို့ကောင်းပါတယ်ဘလို့ကောင်းလဲဆိုတော့ကျွန်တော်လက်တွေ့ပြမယ်အဲ့တော့လက်တွေ့ပြမဲ့တော့ဥရောပဘောလုံးလိရပြီးသွားပြီဗျာအဲ့တော့ဥရောပဘောလုံးပွဲတွေလည်းမပြောတော့အာရှချမ်းအောင်သွားမယ်အာရှမှာဆိုဂျပန်လိရှိမယ်ကိုရီးယားလိရှိမယ်အခုမှစကန်တာပွဲတွေရှစ်ပွဲ9ပွဲလောက်ပဲရှိသေးတယ်ပြင်ဘရာဇီးလိရှိမယ်ဘရာဇီးစီးတီးပေါ့နော်အဲ့ပွဲတွေလည်းရှစ်ပွဲ9ပွဲပဲရှိတယ်အဲ့ကျွန်တော်တို့ကတာကတ်ထားလိုက်မှာကဘရာဇီးရယ်ဂျပန်ရယ်ပေါ့နော်ကိုရီးယားတော့ထားလိုက်ကိုရီးယားပွဲလေးနေတယ်ဗျာတရက်မှ2ပွဲလောက်ကတော့တွဲလို့မကောင်းဘူးနော်အပင်လေးနေတော့အဲ့တော့ဒီဘရာဇီးနဲ့ဂျပန်ကတော့အသိ20စီရှိတော့အဆင်ပြေတယ်ဥရောပနဲ့နီးစပ်တယ်ပေါ့အဲ့တော့သူတို့ကိုပဲတွားလိုက်မယ်အရင်ကတော့ကျွန်တော်ကဖူဒီစတက်ကိုတုံးတယ်ဒါပေမဲ့ဖူဒီစတက်ကဒီဖူဒီစတက်ကဘာလို့ဖူဒီစတက်ကအရန်ဟိုတာဖြစ်တယ်ဟိုပရီမီယံကြီးတောင်းတယ်ဗျာပရီမီယံကြီးမပေးလို့ချင်း application 10မိနစ်လေးတော့မကြည့်လို့မရကြီးလို့တော့ရတယ်ဟိုစက္ကန့်ပိုင်းဘာလို့စက္ကန့်30လောက်လို့ကြည့်ပြီးတက်ပြီးတော့ application နဲ့ထွက်ခိုင်းတယ်ထွက်ပြီးပြန်ဝင်ရတယ်အဲ့ကြောင့်အချက်လက်တကြီးလို့ရပါဘောနော်အဲ့လိုဝင်လိုက်ထုတ်လိုက်ဝင်လိုက်တော့လည်းရမ်းကြတော့နောက်ကျွန်တော်ကနီးတစ်ခုချလိုက်တဲ့ကောင် True Stat တလည်းပိုကောင်းတဲ့ website တခုတက်တွေ့ free website ပေါ့နော်အဲ့ဒီ website ကဘာလဲဆိုလို့ချင်းကျွန်တော်တို့ windrawing.com ပေါ့နော် browser တစ်ခုမှသွားချလိုက်တွေ့ရတယ်အထဲဝင်လိုက်လို့ချင်းဒီလိုလေးတွေ့မှာပေါ့နော်အထဲကိုချလိုက်ဒီလိုတွေ့မှာဒီအောင်နာလေးမှာကျွန်တော်တို့ကဘာကြည့်မှာမလဲselect link ဆိုတာလေးရှိပါတယ်ကျွန်တော်ဒီမှာဒီလိုချလိုက်လို့ဆိုလို့ရှိရင် select link ဆိုတာရှိမယ်ဒီဘက်မှာ show a stat ဆိုတာရှိမယ် select link ဆိုတာကတော့ကိုကြည့်ချင်တဲ့ link ကိုရွေးချယ်ပါပေါ့နော်ကိုကြည့်ချင်တဲ့ link ကိုရွေးပါဒီဘက် show a stat ဆိုတာကိုကြည့်ချင်တဲ့အချက်လက်တွေကိုရွေးပါကျွန်တော်အဲ့ဒါလေးကိုကျွန်တော်တို့နှိပ်လိုက်မယ် select link ကိုတွားလိုက်မယ်ပြင်ဒီမှာအများကြီးပြအဲ့တော့ကျွန်တော်ပထမဆုံးဂျပန်လီကိုပြမှာနော်ဂျပန်လီကိုအဲ့တော့ GBN ဂျပန်ကိုတွားလိုက်မယ်ပြတော့လေဟို RDS တွေရောက်ကုန်မိုင်းလက်ကလည်းဟောဂျပန် J1 J2 ကြည့်လို့ရတယ်အဲ့မှာ J1 ကိုကျွန်တော်ရွေးလိုက်တယ်ဗျပြီးရင် OK နှိပ်လိုက်တယ်ပြီးရင် show a stat မှာကျွန်တော်ကြည့်မယ်ဗျshow a stat အဲ့လိုရွေးလိုက်ပြီးဆိုရှင်းနောက်ပြောင်းနေပြီဆိုတော့စတက်ရှေ့ကိုရောက်ပြီးတော့လီရနောက်ရောက်သွားပြီလီရွေးလိုက်ပြီးတော့ show a stat မှာဆိုကျွန်တော်တို့ကဘာယူမှာဆို corner ရွေးလိုက် corner ရွေးလိုက်ပါဗျပြီးပြီဒီမှာ corner တွေလာမယ် corner လိုက်ပြီးကျွန်တော်တို့ကပထမဆုံးဒီမှာပထမဆုံး corner ရတယ်မကြီးဖတ်ဆက် corner 4ပြီးဖြစ်နေ corner 4ဆိုတာသူရတယ်ဗျာ corner again ဆိုတာသူပေးရတယ် corner 4ဆိုတာ goal 4လို့ပဲ goal 4ဆိုတာကိုရတယ်ဗောနော်အဲ့ဒီအတင်ရတယ် goal again ဆိုတာကအဲ့ဒီအတင်ပေးရတယ်အဲ့ကျွန်တော်တို့ကဒီမှာဖတ်ဆက်ကြီးဖြစ်တော့မကြိုက်ဘူးဘက်ကိုကြော်မယ်ဗောနော်ဘက်ကိုဒီမှာဆွဲလိုက်မှာဗျာဒီလိုဆွဲလိုက်ပါပြင်မယ်ဖူးတိုင်းရမယ်ဒီဖူးတိုင်း corner လေးဖော်သွားမယ်ဒီနောက်က F လေးဖော်ဗောနော်ဖူးတိုင်း corner 4ဆိုတာလေကျွန်တော်တို့ဒီမှာရောက်သွားမယ်ဒီမှာလေးရပြီအဲ့ဖူးတိုင်း corner 4ရောက်ပြီဆိုဒီမှာကဒါ home အင်ရှင်အင်ရှင်ဒီဘက်ကိုဆွဲလိုက်မယ်ဆိုဒီမှာလေးဆွဲလိုက်ရင်အဝေးကွင်းဒီမှာအဝေးကျွန်တော်တို့ဒီနှစ်ခုကိုပဲကြည့်မှာပေါ့နော်ဒီနှစ်ခုပြီးချိန်ဒီနှစ်ခုချိန်စားမယ်ထိုးတဲ့နေရာတော့လွယ်လွယ်လေး corner ဒါကောင်းတဲ့အတင်းနဲ့ corner ညံ့တဲ့အတင်းတွေ့ရင် corner ကောင်းတဲ့အတင်းဝင်ထိုးလိုက်အောင်မယ်ဟုတ်ပြီ corner အဲ့လိုတော့မဟုတ်ဘူးအဲ့လို corner ညံ့တဲ့အတင်း corner ညံ့တဲ့အတင်းတွေ့ဘယ်နဲ့လောက်မလို့အဲ့လိုရှင် corner အောက်ထိုးလိုက်ပါအဲ့တော့ corner ကောင်းတဲ့အတင်းတွေ့ရင်ဘယ်လိုထိုးမလို့အပေါ်ထိုးပေါ့အဲ့လိုပဲပြောမှာပေါ့နော်အဲ့ကျွန်တော်တို့ကစမ်းကြည့်မဟုတ်ဆိုတာစမ်းကြည့်ရမယ်အရင် corner နီးတဲ့ဆိုင်ဒီ corner နီးကဘာကောင်းလဲဆိုတော့ဒီ corner နီးကပူတိကြတယ်ဘာလို့ဆိုတော့အိမ်ကွင်းအဝေးကွင်းနဲ့တေချာပြတာမလို့အရင်တော့အဲ့လိုမဟုတ်ဘူးနော်ရောကြိတ်ကြီးအရင်တော့ကျွန်တော်football အနံမှာဒါပြဘူးတယ်ဒါ football အရင်ရောကြိတ်ကြီးပြအဆင်မပြေဘူးနော်ဒါပို့အဆင်ပြေလို့အဲ့တော့ကျွန်တော်တို့လက်တွေ့ကျွန်တော်တို့တွက်ကြည့်လိုက်အောင်ဒီ
မှာကျွန်တော်တို့ AI စကိုးတော့တွားပြီးတော့ဂျပန်လီကိုရှာလိုက်မယ်ဗျโอเคဂျပန်လီဘယ်မှာတော့ GHIJK အမဂျပန်လီပင်လီ1ကျွန်တော်တို့ပြပြီးသားပွဲကိုကံပြီးသားပွဲကိုပြမှာနော်မကန်သေးတဲ့ပွဲနှစ်ပွဲလောက်လေးတော့ထိတ်မှန်းခဲ့ပါဗျကျွန်တော်လုပ်တဲ့နေရာချင်းချင်းလေးပဲနှစ်ပွဲစီပဲတွဲမှာဒီနှစ်ပွဲဒီတွဲမယ်ဒီနှစ်ပွဲတွဲမယ်ဒီနှစ်ပွဲတွဲမယ်ဒီနှစ်ပွဲတွဲမယ်ပေါ့နော်ဒီပထမဆုံးပွဲဒီမှာကြီးဖာဂီယာနိုနဲ့ LVS ဖာဂီယာနိုကအိမ်ကွင်း LVS ကဝေးကွင်းအဲ့တော့ဖာဂီယာနိုရဲ့အိမ်ကွင်းကော်နာကြည့်မယ်ဒီမှာကျွန်တော်တို့ဟုံးသွားမယ်မဟုံးသွားမယ်ဖာဂီယာနိုကျွန်တော်တို့ရှာလိုက်မယ်ဒီမှာကြီးဗျဖာဂီယာနိုအိုကာယာမပြင်ကျွန်တော်တို့ဗမာကြီးမှာနောက်ဆုံးမှကြည့်မယ် 5.89 5.89 ဆိုတော့6လုံးပေါက်ဝင်ကြီးပါနော်တပွဲ6လုံးပေါက်ဝင်ကြီးဒါကအိမ်ရှင်ပြင်ဒီဘက်လုံးနည်းနည်းဆွဲလိုက်မယ်ဝေးကွင်းပြီးလို့ရှိရင်ဗာအတင်းမှလိမ့်နမရမိတ်သွားပြီခဏလေးပေါ့နော်ပြန်ကြည့်လိုက်အောင်ဗျ LVS ဟုတ်ပြီ LVS နဲ့ပေါ်သွားပြီးတော့ကြည့်မယ်အဲ့တော့ကျွန်တော်တို့ LVS ကိုရှာလိုက်မယ်ဗျ LVS ကိုရှာလိုက်မယ် LVS ကဘယ်မှာပါလိမ့်အော်ဒီမှာဗျ LVS အောက်ဆုံးမှာပေါ့နော်ဒါအောက်ဆုံးမှာဆိုတာညံ့တာဘောကောင်တော့ကောင်းတာသူ့ရဲ့တပွဲပြန်များက 3.3 ပဲရှိတယ်ဒါဆိုဂျာမကွာရှာချက်ကနှိပ်ကြီးဖြစ်နေဗျာရှေ့ရက်ကောင်9.8ဆို6လုံးလောက်ရှိတယ်ရှေ့ရက်ကောင်9.ဒီမှာက 3.38 ရှိတယ်3လုံးပဲရှိတယ်ဒီမှာရှေ့ရက်ကောင်ကကျွန်တော်ဖာကီရင်တော့9.89ဆိုတော့9.89ဆိုတော့6လုံးလောက်ကြီးဖြစ်နေအဲ6လုံးနဲ့3လုံးတို့တဝက်တောင်กว่าတယ်ဗောနော်အဲ့တော့ကျွန်တော်တို့ကအိမ်ရှမ်းတွေတော့တစ်လုံးချုံပေးလို့ရတယ်တစ်လုံးချုံဗောနော်တစ်လုံးချုံလောက်ပေးပြီးတော့ထားလိုက်မယ်ဘလောက်နဲ့ပြီးတော့ကြည့်လိုက်ကြအောင်ဗျအိုးမကြည့်လိုက်ပါဒီမှာကော်နာဗောနော်ကော်နာတွေမကြည့်လိုက်ပါအိမ်ရှင်း9လုံးရတယ်အဝေးကွင်းက2လုံးပဲရတယ်အဝေးကွင်းက2လုံးပဲရတယ်ဗောနော်အဲ့တော့ကျွန်တော်တို့က9လုံး2လုံးဆိုတော့အင်ရှင်ဝင်းပေါ့အဲ့လိုလေးကြည့်ရမှာဗျဘွေတွေလည်းအရင်မရှိအောင်ဗောနော်ကျွန်တော်ရှိပြန်ရောက်ဆိုကျွန်တော်ရှိလိုင်းအလောက်ကောင်းမှာမဟုတ်ပင်ကာဝါဆာကီကိုသွားမယ်ကာဝါဆာကီနဲ့ပြင်ခရီဇီယိုနဲ့ခရီဇီယိုအိုဆာကာနဲ့အဲ့တော့အိမ်ကွင်းကာဝါဆာကီကျွန်တော်တို့ရှာလိုက်မယ်ဗျကာဝါဆာကီရဲ့ထိတ်မှာဒီမှာနော်ကာဝါဆာကီသူကတဘောပြင်းမြ 6.1 ပေါ့6လုံးမထားပါတဘောပြင်းမြ6လုံးရတယ်အဲ့ဒါကာဝါဆာကီပေါ့နော်ကာဝါဆာကီကအပရိချင်းမှာအဝေးကွင်းဆိုကျွန်တော်တို့ဘယ်လိုလဲဆိုလို့ချင်းခရီဇီယိုပေါ့နော်ခရီဇိုအိုဆာကာအဲ့တော့ဝေးကွင်းခရီဇိုအိုဆာကာကျွန်တော်တို့တွားလိုက်မယ်ခရီဇိုအိုဆာကာဘယ်နားမှာလဲဆိုလို့ချင်းဒီမှာဗျအိုဆာကာလို့မနေရေးထားပါနော်အိုဆာကာလေးဒီမှာပါဗျသူ့ရဟာချင်းမှာ 3.5 မရှိတယ်ဒီကောင်လေးနဲတယ်ဗျဒီကောင်လေးနဲတယ်ဆိုကျွန်တော်တို့အိမ်ရှင်က6လုံးတောင် AC ဒီကောင်3လုံးဆိုတော့သူလည်းတစ်လုံးချုံနှလုံးသိပ်ပြီးလို့ရတယ်အင်ရှင်နဲ့ပဲနေမှာပေါ့နော်အဲ့တော့ဘယ်လောက်ပြီးသွားမှကြည့်လိုက်ကြအောင်โอเคမအင်ရှင်5လုံးအဝေးက3လုံးအဲ့တော့5-3နဲ့ပြီးသွားပါနော်မှန်တဲ့နေရာဒီလိုလေးပါဗျာအခြားဘာမှမရှိတော့ဘူးထပ်ပြောရင်ဘူးသူချေတာပဲရှိပါဗျာအဲ့ကျွန်တော်တို့တချို့ဟာတွေမှာအခက်ခဲကြီးတာရှိတယ်ဗောနော်အဲ့ဒီဟာတွေကျွန်တော်ပြမယ်ဘာလို့လဲဒီလိုတချို့မကွာတယ်ပွဲဆိုဘယ်လိုထိုးမလဲဆိုတော့ကျွန်တော်ပြမယ်ဗျကျွန်တော်တို့အချိန်မရှိလို့ပေါ့နော်ကျွန်တော်ဒီဦးရာဒိုင်းမွန်ပွဲကပြီးပြမှန်းတယ်အဲ့ဒါထားလိုက်တော့ဒီကျွန်တော်ရှိုးနံပွဲကိုပြမယ်ဒီရှိုးနံနဲ့ရိုကိုဟာမှာပွဲကိုပြမယ်အဲ့ရှိုးနံနဲ့ရိုကိုဟာမှာကျွန်တော်တို့တစ်ချက်သွားပြီးကြည့်လိုက်ကြအောင်အင်ကွင်းကရှိုးနံပါနော်အင်ကွင်းမရှိုးနံကဗမာလေကျွန်တော်တို့လိုက်ပြီးတော့ရှာလိုက်မယ်ဗျာဒီမှာတွေ့ပြီအင်ကွင်းရှိုးနံသူ့ရဲ့ဒိုင်ပွဲပြင်းများက 5.6 ခေါင်းစဉ် 5.6 ဆိုတော့5ပဲထားပါနော်စစ်လဲယူလို့များအရင်မနည်းဆိုတော့5ကြားတယ်ဗျာဘယ်5ခုလောက်ကော်နာ9လုံးလောက်ရတယ်ဟိုပြဆိုကျွန်တော်တို့ယိုကိုဟာမာကိုကြည့်လိုက်ကြအောင်အဝေးကွင်းကိုကြွားပြီးယိုကိုဟာမာကိုလိုက်ပြီးတော့ရှာမယ်ဘယ်မှာလဲယိုကိုဟာမာဟောဒီမှာယိုကိုဟာမာသူကလည်း 5.1 ပို့ဆိုတော့နှစ်ရခုလုံးကထိတ်စည်းတူတယ်ရှေ့ကကောင်ကလည်း5.6 နောက်ကကောင် 5.1 ရောက်လို့ဆိုတော့ဒါကြတဲ့ကျွန်တော်တို့ဘယ်သူနိုင်မလဲထိုးလို့မရတော့ဘူးလေရောက်လို့တဘောပြင်းပြ9လုံးစီရတဲ့ကောင်လေအဲ့တော့ဘာထိုးရမလဲဆိုကျွန်တော်တို့ကကော်နာမှာကြည့်ရတော့အလုံးတည်တယ် over 9.5 ကတဲ့ကြီးပဲများတယ်ဗောနော်မိနစ်ကုန်တယ်ဆိုတော့ over 9.5 တော့မ over 10ပေါ့ဒီနှစ်ခုပဲရှိမယ်အဲဒီမှာကျွန်တော်တို့ကအနည်းဆုံး10လုံးရမယ်လို့မှန်းတယ်တော့ကျွန်တော်တို့ဒီလိုပွဲမျိုးဆိုရင် over ထိုးရမယ်ရှုံးနိုင်ပြီဗောနော် over ထည့်ပြီးတွဲလိုက်ပေါ့ကျွန်တော်မှန်ကြည့်လိုက်ကြအောင်အဲ့တော့ဒီမှာကျွန်တော်တို့8လုံးအဝေးကွင်းက3လုံးပေါင်းလိုက်တော့17လုံး
over 10.5 တောင်ရသွားပါနော်မှန်သွားတယ်ပေါ့အဲ့လိုပွဲမျိုးဆိုကျွန်တော်တို့က over ထိုးပါဗျာအများတိုင်းဟိုရှုံးနိုင်တဲ့ကြီးလို့တော့မရပါနော်တချို့ပွဲတွေကညံ့နေတာတွေရှိမယ်ဒီမှာကျွန်တော်ပြမယ်ဗျာဒီမှာကျွန်တော်ပြန်အပြည့်ကြည့်မယ်ဆိုလို့ရှိရင်ဒီအပေါ်ပိုင်းကအတင်းတွေကဒီ9ကြော်နေတဲ့အတင်းတွေအကုန်လုံးကဒါက over အတင်းတွေဒီအောက်ပိုင်းကဒီ 3.5 အောက်နာရောနော်ဒီ 3.5 ဒီအောက်ဆုံးအကောင်တွေကဒီကောင်တွေကျတော့အောက်တင်းတွေဒီအောက်တင်းတွေချင်းအောက်တင်းနေချင်းတို့ရင်တော့အောက်အပေါ်ရင်းတို့ရင်ပေါ်အပေါ်နဲ့အောက်နဲ့တို့ရင်အပေါ်ကကောင်နိုင်အဲ့လိုဂိုးလိုပဲပေါ့နော်ဂိုးသွင်းများတဲ့ကောင်နဲ့ဂိုးသွင်းညံ့တဲ့ကောင်တို့ရင်ဂိုးသွင်းများကောင်များတဲ့ကောင်နိုင်ဂိုးသွင်းညံ့တို့ရင်ကိုကဂိုးသွင်းကောင်းတဲ့ကောင်တို့ရင်အပေါ်ပေါ့အဲ့ဒီတဘောပဲအိမ်ဝင်းဝင်းရှိစတဲ့ဒါကကော်နာထိုးခြင်းဖြစ်တယ်အဲ့ဒါကျွန်တော်ကအချိန်မရှိတဲ့ကြောင့်ကျွန်တော်ကဗီဒီယိုချိန်မစလို့မလို့400လည်းအများကြီးပြောမှာတော့ထက်ကြည့်မှာ1တွဲ2တွဲ3တွဲ4တွဲ5တွဲအဲ့လိုမှန်လိုက်မှာပေါ်ကိုဆက်ပြီးရှာကြည့်လိုက်ပါနော်မှားတဲ့ပွဲတွေလည်းရှိတယ်ဒါပေမဲ့ကျွန်တော်ကြည့်ပြရင်တော့ယာတီအစနေကိုဒီဆိုရင်မရှုံးသေးဘူးဆက်သွားတယ်ဒါယာတီအစဖြစ်နေလို့ကောင်းတယ်ယာတီပိတ်နာဆိုမဟုတ်တော့ဒီနေ့ကျွန်တော်တို့ပရီးမီးယားလိဆိုတဲ့တွားထုံကြည့်အဲ့လောက်မရတော့ဘူးနော်ဘာလို့ဘောလုံးတွေတကယ်မကန်တော့ယာတီအစမှာတကယ်ကန်နေလို့ဖြစ်တယ်အဲ့တော့ဒါကကျွန်တော်တို့ဂျပန်လိဖြစ်တယ်ဗျကျွန်တော်တို့ဘရာဇီးမှာသုံးလို့ရလဲတွက်ကြည့်လိုက်ကြအောင်ကျွန်တော်ဘရာဇီးစီးစီးတဲ့ဝင်လိုက်ပါနော်ဒီမတ်ကိုသွားပွဲတော့ဘာမှမရှိသေးဘူးဒီမှာ9ပွဲစီပဲရှိသေးတယ်မတ်ကိုသွားမယ်မကမီယာပွဲကြီးပါနော်အများကြီးပြတယ်မြင်တော့ international နဲ့ရှင်မီရာဆောအပွဲကိုသွားမယ်အဲ့တော့ international မီရာဆောဆိုဒီမှာကျွန်တော်တို့ဂျပန်ကြီးဖြစ်နေပါနော်ဂျပန်မရဘူးဒီမှာသွားမယ်ဆိုလို့ရှင် shoot another league ဆိုတာသွားမှာနော်ဒီမှာ shoot another league ဆိုတဲ့လေးကိုနှိပ်လိုက်ပါနောက်တဲ့ league ကိုရွေးချယ်ပါတဲ့ရွေးချယ်မယ်ပြီးကျွန်တော်တို့ easily ဘရာဇီးစီးစီးဒီမှာနှိပ်လိုက်ပြီး okay နှိပ်လိုက်ပြီးခဏဆောင်ပါနော် line ပေါ်မူတည်တယ် line မြန်မယ်လို့ပြီးကျွန်တော်တို့ဒီမှာကfirst half corner ပေါ်ကြီးဖြစ်နေမရဘူးเนาะဒီဘက်ကိုပယ်လေးကိုနည်းနည်းဆွဲလိုက်ကျွန်တော် full time နဲ့ကြည့်မယ်ဟောဒီမှာ full time လေးရှိတယ် full time အောင်နှိပ်လိုက် okay full time လာပြီအဲကျွန်တော်ကကြည့်လိုက်တာက international ပေါ့เนาะအဲ့တော့ international ကျွန်တော်လိုက်ရှာမယ်ဒီမှာအဲ့တော့ကျွန်တော်ဆက်ပြီးရှင်းမယ်ဒီမှာဆိုဒီမှာ7လုံးရှိမယ်ဗျာအဘောကောင်9လုံး6လုံး5လုံးတော့ဒီ 5.75 လောက်ဒီအပေါ်ကဒါအပေါ်ချမ်းလို့မှတ်ကျွန်တော်တို့ကဒါကော်နာပေါ်အသင်းနေဒီမှာ4တီတီတွေပေါ့နော်4တီတီကနေဒီအောက်ကဒါကော်နာအောက်သင်းနေတော့မဟုတ်ဒီ3အောက်ကကောင်လို့ပိုးသေးချခြင်းဒီ3အောက်ကကောင်လို့အဲ့ဒါကော်နာအောက်သင်းနေဒီကောင်နဲ့တော့အလဲလက်သင်းနေပေါ့အဲ့လိုမှာပေါ့နော်အဲ့တော့ဒီအပေါ်နဲ့အောက်နဲ့တို့လို့ရှိရင်အပေါ်ကောင်နေနိုင်အောက်ရင်တို့ရင်အောက်အပေါ်ရင်တို့ရင်အပေါ်ကော်နာပေါ့နော်ဂိုးလို့သဘောတောင်ဂိုးပေါ်နဲ့ဂိုးအောက်လို့ပေါ့အလဲလန်တို့ရင်တော့ကြည့်လို့ပေါ့ဗျာအဆင်ပြေရင်တော့ထိုးအဆင်မပြေရင်ချောင်းပေါ့ကျွန်တော်မဖြစ်မနေတော့မှလို့မပြောပါအဲဒီမှာကျွန်တော်တို့ international ပေါ့နော် international မှာဆိုတပွဲကိုပြန်မြသူက 6.25 အမှ international က 6.25 ရှိတယ်ဟောပြဆိုအဝေးဝင်းမီတာဆောကြည့်လိုက်ကြအောင်အဝေးဝင်းမီတာဆောကဘယ်လောက်ရှိမလဲအဝေးဝင်းမီတာဆောကဒီမှာသူကအောက်ကညံ့တယ် 3.4 ပဲရှိတယ်အဲ့တယောက်က6တယောက်က 3.4 ဆိုတော့ international နိုင်ပေါ့နော်အဲ့တော့ international ကျွန်တော်တို့ကသွားပြီးတော့ကစားလိုက်ရုံပါပဲဗျဒီမှာကြည့်လိုက်မယ်ဘယ်လောက်နဲ့ပြီးတော့6လုံးနှလုံးနဲ့ပြီးတော့နော်ဒီမှာအိမ်ခွင်းက6လုံးအဝေးခွင်းကနှလုံးနဲ့ပြီးသွားတယ်ဟိုကျွန်တော်နောက်ဒီဘောက Crizio နော် Crizio နဲ့ Atletico Mineiro ကြည့်လိုက်ကြ Atletico Mineiro နဲ့ Crizio နဲ့ Atletico Mineiro Crizio ကပဲမှာလဲကျွန်တော်အိမ်ခွင်းမှာရှာမယ်တော်လေးရှာလိုက်မယ် Crizio တွေ့ပြီ Crizio က 6.2 ရှိတယ်သူလည်းအပေါ်တင်မယ်အဲ့တော့ Mineiro က Atletico Mineiro လိုက်ရှာမယ် Atletico Mineiro Atletico ကနေဒီမှာဗျ Atletico Mineiro ကဒီလိုလေးရေးတာနော် Atletico MG လို့ရေးတာသူကလည်း6ရှေ့ရကောင် 6.2 သူကလည်း6ထိပ်စီးရတူနေပြီရှောင်းရင်တော့ဘသူတာတယ်ကျွန်တော်တို့ထိုးလို့မရဒါမျိုးကြဘသူတာထိုးမရ over 9.5 over 10ဟိုတက်တိရှင် over 10.5 ပေါ့ကျွန်တော်တို့ဟိုဒါကော်နာမှာက over 11တို့ over 11.5 ဆိုတာရှားပါတယ်မိနစ်90ဆိုတော့ကျွန်တော်ပြောတော့10မိနစ်မှတစ်လုံးနဲ့တော့တာသူက6လုံးနဲ့10လုံးပေါ့နော်တားတော့10လုံးချုံမဲ့ဖွင့်မယ်အဲ့တော့မင်းတို့10လုံးချုံချလိုက်ပေါ့โอเคဘယ်လိုဖြစ်မလဲကြည့်လိုက်ကြအောင်ကော်နာအင်းရှင်း15လုံးအဝေးကွင်းတစ်လုံးစုစုပေါင်း16လုံးဖြစ်သွားတယ်အဲ့လိုပြောတာပေါ့နော်အဲ့လိုအပေါ်တို့လို့ချင်းအနိုင်ချုံဝေခွဲခံနေအပေါ်ထိုးလိုက်ပေါ့အောက်ရှင်တွင်အောက်ပေါ့နော်ဟုတ်ကဲ့ဒါကတော့ကျွန်တော်ကဒီယာတီအစလေးမှာပေါ့နော်အသုံးတဲ့မနီလေးကိုတင်ပေးခြင်းပဲဖြစ်ပါဗျာဒါယာတီအစတော်တော်များစီကောင်
ဘောလုံးသင်းတွေတကယ်ကန်နေတဲ့အချိန်ကြီးကောင်းမှာဗျာအဲ့လိုသူတို့နေရာတည်ကြမရှိသေးဘူးနော်အဲ့လိုမျောလင်းချက်တွေလူတိုင်းရှင်းတန်နေတဲ့အချိန်မှာဆိုလို့ရှိရင်ဒီနီးလက်3လို့ခေါင်းနဲ့ကျွန်တော်တို့ယာတီသိန်းဆိုတော့အဆင်မပြေတော့ဘူးယာတီသိန်းရတဲ့ပေါက်ပန်းစိတ်တွေပေါ့နော်လင်ပါဘူးပဲကြီးချန်တာမပြောနဲ့တော့ချုံကြီးချုံတာအဲ့လိုပေါ့နော်အားကြောင့်ယာတီသိန်းတွေနေရာတွေတိသွားပြီဆိုတော့မရတော့ဘူးနေရာတွေမတိတော့ဆိုလို့ရှိရင်တကယ်ကနေကြောင့်မလို့အဆင်ပြေတယ်ဗျအခြားနည်းလည်းရှိတယ်အဲ့တော့ဒီ win draw win ဆိုတော့ website ကတော်တော်လေးကောင်းနေဗျ VIP ရောမလိုတာဟိုကကောင်းနေတာအချက်လက်တွေအများကြီးလည်းကြည့်ရတယ်ရတော့နော်အဲကျွန်တော်အဲ့ဒါလေးနဲ့နောက်ထပ်ချပြီးတော့နီးလေးချတာရှိတယ်ဗောနော်ကျွန်တော်မှလုံးလုံးရင်းချလာလေးရှိတယ်အဲ့ဒါလှက်ပြီးတင်ပေးပါမှာဗျဒီနေ့အချိန်ဒီကျွန်တော်ဗီဒီယိုတင်လိုက်မတင်လိုက်ဖြစ်တာဟောစိတ်မပြတ်ဘဲနဲ့အားပေးနေကြသူအလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးစိတ်ချမ်းသာခြင်းကိုကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေဗျ